မြန်မာတက်ကွေ1389ခုနှစ်နောင်တူလာပြီကျော်လေးရဲ့2026ခုနှစ်ဧပြီလ9ရက်ဒီနေ့တွေဒီဒိုနာဟိုတယ်မင်္ဂလာကုန်းမှာကြီးမှာစင်ရင်ကျင်းပအပ်ပါတော့အလူဒါယကဦးပညာမောအလူဒါယကမှာဒေါ်မာလာခါရွှေကန်းကိုရွှေမြတ်ကိုတီးဟောက်မိသားစုတို့ရဲ့သာသနာမှာလူဖြစ်ဖို့ရာအင်မတန်မှခက်ခဲလာပါတယ်။ရာခဲလာတဲ့လူဘဝမှာလူဖြစ်ရုံနဲ့တည်းမကတာမဏေဖြစ်ခွင့်ရဟန်းသံဃာဖြစ်ခွင့်ကြုံရပါကပိုပြီးညံ့လာပါတယ်။နံပါတ်3မိဘများကိုအမှုထားလျက်ရှင်မတိလဝတ္တရဲ့သုံးပါးကားနဲ့ရာခဲလာသောလူဘဝမှာတာနာကိုကြုံလိုက်ဘုံမြတ်လာသောစိတ်ကားတဲ့ဉာဏ်ရှိပြီးလာတာလူတော်မူလာတယ်။တန်မြာဝစီမှာပြုလို့ရဆိုင်ကလည်းကောင်းတယ်ကျွေးမွေးလည်းပြည့်စုံတယ်စီစဉ်တာအယံပဲတိုးတယ်အလူတကာကြီးရဲ့ကြွားရောက်တဲ့ဧည့်သည်စီကားလို့ကြည်ပါကွယ်ဘာလို့သေးလဲပြောပဲလူမကြီးရဲ့လာမယ်လေလူချင်းနဲ့နောင်နဲ့တွေ့လဲလူချင်းနဲ့နောင်တနေရဆက်ပါရမီပြည့်မဲ့လူတကာကြီးရဲ့လာမယ်လေလူရမယ်နောင်နဲ့တွေ့လဲလူရမယ်နောင်တနေရဆက်ထောင်းမခွဲပါလူမကြီးရဲ့မောင်ရီလောင်းလေးလူကြီးရတာကြက်တည်းရှိရဲ့ငါတို့သမီးလေးကိုနာတာလူကြည်နူးတယ်မောင်ရီလောင်းလေးလူကြီးရတာကြက်တည်းရှိရဲ့ငါတို့သမ